ကျွန်တော်နာမည်က GN လီချန်ရဲငယ်ချန်ပါဘေကျင်းမြို့ရဲ့အချမ်းသာဆုံးမိသားစုရဲ့တူဦးလေးတော့အမွေဆက်ခံသူပေါ့ကျွန်တော်အဖေကမာရှယ်ကော့မာရှယ်ကတယောက်ဆိုလိုတာကထိတ်တန်းအဆင့်မာရှယ်အပညာရှင်ပေါ့ကျွန်တော်အမေကတော့ဘေကျင်းမြို့မှာအချမ်းသာဆုံးအမျိုးသမီးပါဒီလောက်ကြောက်ဖို့ကောင်းတဲ့နောက်ခံမျိုးရှိပြီးတဲ့နောက်လူတိုင်းကကျွန်တော်ဘဝမှာကြီးကျယ်တဲ့အရာတစ်ခုခုလုပ်လိမ့်မယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ကဆင်းရဲတဲ့မိန်းကလေးတယောက်ကိုချစ်မိသွားပြီးသူမနောက်ွယ်ကတစ္ဆာရှိတဲ့အစီခံဆင်းတယောက်ဖြစ်သွားခဲ့တယ်လေနှစ်တိုင်သူမရဲ့ကျွန်တော်ဦးလိုနေခဲ့တယ်သူမပြောတာနဲ့တင်သူမရဲ့မိဘတွေကိုတန်းနဲ့ချီတန်းနဲ့အိမ်ဒါပေမဲ့သူမအောင်မြင်သွားတာနဲ့တပြိုင်နက်သူမရဲ့အခင်းဆုံးတငယ်ချင်း best friend နဲ့ဖောက်ပြန်တော့တာပဲသူတို့နှစ်ယောက်ကကျွန်တော်ကိုတတ်ဖို့စီစဉ်ကြတယ်သူတို့နှစ်ယောက်ကကျွန်တော်ကိုဖျားယောင်းပြီးတာရဲကောင်တွေ monsters အများကြီးရှိတဲ့နေရာတစ်ခုကိုခေါ်လာခဲ့တယ်ပြီးတော့အဲ့ဒီတာရဲတွေကြားတဲ့ကျွန်တော်ကိုတွန်းချပစ်ခဲ့ပြီးကျွန်တော်ရှိတင်ဘေးကင်းတဲ့နေရာမှာရပ်ပြီးနမ်းပြခဲ့ကြတယ်ဒါတွေကိုကျွန်တော်အကုန်မြင်နေရတယ်ဒါပေမဲ့ကျွန်တော်တကယ်ပဲဒီလိုမျိုးမသိချင်ဘူးအကယ်၍ကျွန်တော်မှနောက်ထပ်အခွင့်အရေးတစ်ခုသာရခဲ့ရင်အရာအလုံးကိုပြောင်းလဲပြစ်မိမှာအဲ့ဒီအချိန်မှာပဲကျွန်တော်မျက်လုံးတွေပြန်ပွင့်လာတယ်ကျွန်တော်မသိသေးဘူးကျွန်တော်မျက်စိရှိမှကျွန်တော်ရည်စားမတက်ရက်နေတယ်ဒါကသူမကျွန်တော်ကိုထားသွားမဲ့အချိန်ပေါ့ဆိုလိုတာကကျွန်တော်မသိခင်လအနေငယ်လို့အချိန်ပေါ့သူမကလက်ထဲမှာပတ်စံချို့ကိုကင်ထားပြီးကျွန်တော်ကိုပြောနေတယ်ငါမှအခုပတ်စံမလိုတော့ဘူးငါတို့တွေအတူတူဆက်နေနိုင်မယ်လို့မထင်တော့ဘူးနင်ငါအပေါ်သုံးခဲ့တဲ့ပတ်စံတွေကိုပြန်ပေးနေတာနောက်ခါငါကိုလာမနောက်ရှက်နေတော့ဒါကိုပြောပြီးသူမကအဲ့ဒီပတ်စံတွေကိုလေထဲကိုမြောက်ပစ်လိုက်တယ်ဒါကိုမြင်ပြီးကျွန်တော်မြင်တက်သွားပြီးအချိန်နောက်ပြန်ရောက်လာခဲ့ပြီဆိုတာနားလည်လိုက်တယ်ကျွန်တော်ရည်စားကျွန်တော်ကိုတစ္ဆာဖောက်ခဲ့တဲ့အဲ့ဒီအချိန်ပေါ့ကျွန်တော်ကသူမပြန်ပေးတဲ့ပတ်စံတွေကိုကြည့်ပြီးသူမကိုစိုက်ကြည့်နေမိတယ်ဒါကိုမြင်တော့သူမကပြောတယ်နင်ငါ့ကိုဘာပြောချင်လို့လဲငါခြေထောက်ကိုဖတ်ပြီးခွင့်လွှတ်ဖို့တောင်းပန်တော့မယ်လို့တော့မပြောနဲ့အောင်ဘာလို့လဲဆိုတော့နောက်ဆိုရင်နင်ငါကိုခွင့်လွှတ်ဖို့တောင်းပန်ရမယ့်အဆင့်တန်းတောင်ရှိမှာမဟုတ်လို့ပဲစိတ်မပူပါနဲ့ငါကားဆေးဖို့အတွက်တော့နင့်ကိုအလုပ်ခံထားပေးပါမယ်ဒါကိုမြင်ပြီးကျွန်တော်မြင်တက်သွားပြီးအချိန်နောက်ပြန်ရောက်လာခဲ့ပြီဆိုတာနားလည်လိုက်တယ်ကျွန်တော်ရည်စားကျွန်တော်ကိုတစ္ဆာဖောက်ခဲ့တဲ့အဲ့ဒီအချိန်ပေါ့ကျွန်တော်ကသူမပြန်ပေးတဲ့ပတ်စံတွေကိုကြည့်ပြီးသူမကိုစိုက်ကြည့်နေမိတယ်ဒါကိုမြင်တော့သူမကပြောတယ်နင်ငါကိုဘာပြောချင်လို့လဲငါခြေထောက်ကိုဖတ်ပြီးခွင့်လွှတ်ဖို့တောင်းပန်တော့မယ်လို့တော့မပြောနဲ့အောင်ဘာလို့လဲဆိုတော့နောက်ဆိုရင်နင်ငါကိုခွင့်လွှတ်ဖို့တောင်းပန်ရမယ့်အဆင့်တန်းတောင်ရှိမှာမဟုတ်လို့ပဲစိတ်မပူပါနဲ့ငါကားဆေးဖို့အတွက်တော့နင့်ကိုအလုပ်ခံထားပေးပါမယ်ဒါကိုကြားပြီးနောက်ကျွန်တော်လက်ခုပ်တီးပြီးပြောလိုက်တယ်နင်ဘာရီယူကြောင်ရှောက်ပြောနေတာလဲနင်ကတကယ်ကိုရွှေတူးတဲ့မိန်းမ gold digger ပဲလေးနှလုံးလုံးနဲ့အပေါ်ငါပတ်စံတွေအကန့်အသတ်မရှိသုံးခဲ့ပြီးအခုနေထိတ်တန်းရောက်သွားတော့ငါကိုထားသွားမလို့လားတကယ်ကိုကောင်းမွန်တဲ့အစီအစဉ်ပဲဒါကိုကြားတော့ကျွန်တော်ရီးစားကစိတ်ဆိုးသွားပြီးနင်ကအကြောင်းကိုဘယ်လိုမျိုးပြောနိုင်ရတာလဲနင်လုပ်ခဲ့တာတွေကယောက်ျားတစ်ယောက်အနေနဲ့လုပ်ပေးရမယ့်အနှိမ့်ဆုံးအဆင့် bare minimum ပဲလေဒါတွေကရီးစားတိုင်းသူတို့ကောင်မလေးအတွက်လုပ်ပေးကြတာပဲဒါကိုကြားပြီးကျွန်တော်ကပြောလိုက်တယ်အေးပါနင်ပြောတာမှန်ပါတယ်ငါလုပ်ပေးခဲ့တာတွေကအနှိမ့်ဆုံးအဆင့်ပါပဲနင်ထင်ချင်တယ်လို့ထင်ပါဒါပေမဲ့နင်ရဲ့အုံနောက်သေးလေးနဲ့ဘယ်လောက်အထိတွေးနိုင်မှာမလို့လဲကျွန်တော်ရီးစားကပြန်ပြောတယ်နင်ကငါရဲ့ရန်ဟွမ်အဖွဲကထိတ်တန်းရောက်သွားလို့ငါဒီလောက်အောင်မြင်သွားလို့မနာလို့ဖြစ်နေတာပဲနင်ကတော့ပွဲတော်မရသေးဘူးကျွန်တော်ကရဲပြီးပြောလိုက်တယ်ဟုတ်ပါပြီ Miss Perfect Miss Perfect ရဲနေမှန်ပါတယ်ငါနင့်ကုမ္ပဏီပေါ်ပတ်စံတွေအများကြီးပုံအောင်သုံးနေတဲ့အချိန်မှာနင်ကနင့်ရဲ့အခင်းဆုံးတငယ်ချင်းနဲ့ဖောက်ပြန်နေခဲ့တာလေနင့်မှာနည်းနည်းလေးတောင်ရှက်မရှိဘူးဒါပေမဲ့အခုငါစကားတွေဆုံးပြီးဒါကြောင့်အမြန်ဆုံးဒီကနေထွက်သွားတော့သူမကပို့ပြီးစိတ်ဆိုးသွားပြီးငါတငယ်ချင်းပြောတာမှန်တယ်နင်ကနံပါတ်1အတ္တသမားပဲငါဒီလောက်နှစ်တွေအထိနင်နဲ့ဘလို့အတူနေခဲ့လဲမသိဘူးကျွန်တော်ကကြည်စံငါအပိုဒရမာတွေမခင်းချင်ဘူးနင်လမ်းခွဲချင်တယ်မလားကဲလမ်းခွဲ